ပွဲသိမ်းမနဲ့9:55 break maintain ပေါက်ခဲ့ပါတယ်ရှင်ပွဲသိမ်းညနေ6ခွန် break ပေါက်ခဲ့ပါတယ်ရှင်ပြီးခဲ့တဲ့ပတ်ကလေးပတ်တီးတစ်လုံးပြောက်ခဲ့တယ်ရှင်အဖွင့်နေ့မနဲ့တင်းလာနေမနဲ့ဆီယမဖြုတ်ပြီးထခုံမရှင်ဆီယမပရိသတ်တွေခွန်ဖို့အစင်တဲ့မဲလာရှင်ပြီးခဲ့တဲ့ပတ်ကလည်းဆီယမမွေး break ပေါက်ခဲ့ပါတယ်ရှင်ပြက်ပြင်းမရှိခဲ့ပါဘူးရှင်ဆီယမကမှားရင်မှားတယ်ပြောပါတယ်ရှင်မှန်ရင်မှန်တယ်ပြောပါတယ်ရှင်ဆီယမကနန်းမှန်ခဲ့တဲ့အပတ်တုန်းကဆိုရင်ဆက်တိုက်ရှိခဲ့တယ်ရှင်ဆီယမပရိသတ်တွေသိကြပါတယ်ရှင်စေတနာနဲ့တင်ပေးနေတဲ့ break ဆီယမရဲ့စေတနာကိုအတိမတ်ပြုတ်ရရင်အားပေးတယ်လို့ပြောခဲ့ပေးပါရှင်မိတက်ရင်မွေး break တေချာမှတ်ထားပေးပါရှင်ချင်းကျင်နိုင်တဲ့လောက်မွေးရင်ပေါက်တဲ့အခါအမျက်ကြံပြီးထခုံရမယ်ရှင်ဆီယမနေတိုက်ပတ်တီးတစ်လုံးနဲ့ရွေးကွက်ဆိုလဲခဏခဏပေါက်ကြလေရှင်ဆီယမပရိသတ်တွေခဏခဏထခုံရလေရှင်ဒီလိုနေ့တွေရှိလို့ပဲဆီယမကမပြတ်မကွက်ကြိုးစားနေတာပါရှင်ဆီယမပရိသတ်တွေရဲ့အားပေးစကားကြောင့်လေဆီယမအားရှိပြီးကြိုးစားနေတာရှင်ဆီယမရဲ့3ရက်မကျော်ဟူးမကျော်မွေး break ဆိုလဲအပတ်တိုင်းပြက်ပြင်းမရှိပေါက်ခဲ့ပေမဲ့ကြာတာပဒီနေ့တောက်ကြနီဆက်မွေးရင်ပေါက်ပါမယ်ရှင်ဆီယမနှိမ့်တိုက်ပတ်တီးတလုံးနဲ့ပတ်တီးထက်ကရွေးကွက်ဆိုလဲပေါက်ခဲ့လည်းနေညာတယ်ရှင်ဆီယမမွေး break ပရိသတ်တွေပုံရိုက်ပြီးမွေးထားကြပါရှင်အပတ်တိုင်းပေါက်ပြီးထခုံကြတာဆီယမပရိသတ်တွေသိကြပါတယ်ရှင်ဆီယမကနန်းအနည်းမှန်အောင်လို့ဆီယမပရိသတ်တွေအတွက်အမြဲကြိုးစားပေးနေပါတယ်ရှင်ဆီယမစကားနားထောင်လေပရိသတ်တွေအပတ်တိုင်းပေါက်ပြီးတော့ခဏခဏထခုံရတယ်ရှင်ဆီယမကိုအားပေးတယ်လို့တော့မပြောချင်ဘူးလားရှင်ဆီယမပရိသတ်တွေရဲ့အားပေးစကားဆီယမအတွက်ခွန်အားရှိပါတယ်ရှင်ဆီယမပရိသတ်တွေရှိကဆီယမဘာမှမတောင်းပါဘူးရှင်ဆီယမကိုအားပေးတယ်လို့ပြောခင်ရင်ရပါပြီရှင်စေတနာအပြည့်ထားပြီးအပင်မခံပြီးရှာဖွေပြီးအမဲကျိုးစားပြီးတင်ပေးနေတာရှင်ပရိသတ်အသက်တွေကမတိကြတော့ဆီယမရှင်းပြပြောပြပေးတာပါရှင်ဆီယမကိုစကားများတယ်လို့တော့မပြောကြပါနဲ့ရှင်ကနန်းကစားရင်ပေါက်ရှုံးမထီအောင်အမျက်ကြံအောင်လို့ဆီယမကစေတနာအပြည့်ထားပြီးတော့မတိသေးတဲ့ပရိသတ်အသက်တွေကိုရှင်းပြပြောပြပေးနေတာပါရှင်ယုံကြည်မှုဆိုတာတရက်နဲ့မရပါဘူးတလနဲ့လည်းမရပါဘူးနှစ်နဲ့ချီပြီးတိဆောက်ရတာပါရှင်ဒါကြောင့်ပရိသတ်တွေကိုဆီယမမလိမ်ဘူးမညာဘူးအမှန်အတိုင်းပဲပြောပါတယ်ဆီယမရဲ့ချစ်ရတဲ့ပရိသတ်တွေအတွက်ဆီယမအမြဲတမ်းကြိုးစားပေးနေပါတယ်ရှင်အမှားနဲ့ပြီးအမှန်ညောင်းအောင်ဆီယမအမြဲတမ်းကြိုးစားပေးနေပါတယ်ရှင်ဆီယမကနန်းဝင်လာကြည့်ကြတဲ့ပရိသတ်တွေရှိလားရှင်ရှိရင် comment မှာအသေးလေးတွေနဲ့ဆီယမကိုအားပေးတယ်လို့ပြောခဲ့ပေးကြပါအသက်ဝင်လာတဲ့ပရိသတ်တွေကိုလည်းကြိုးဆိုပါတယ်ရှင်အဟောင်းပရိသတ်တွေကတော့ဆီယမနဲ့ဘလောက်ကြာလိုက်လာခဲ့လဲကိုယ်တိုင်သိကြမှာပါတချို့ဆို2နှစ်3နှစ်ကျော်တော့ဆီယမနဲ့အတူမပြတ်မကွက်လိုက်ကစားကြတာပါရှင်ဆီယမအရန်ကိုကျေးဇူးတင်ပါတယ်တူးဒီဆိုတာကအမှားလဲရှိတယ်အမှန်လဲရှိတယ်ဘယ်သူမှအမြဲမပေါက်နိုင်ပါဘူးရှင်ဒါပေမဲ့အမှားနေပြီးအမှန်များအောင်ဆီယမနေ့တိုင်းစူးစမ်းနေတာပါရှင်ညဘက်10နာရီထိကလင်နာရီကြည့်ထွက်ကနန်းတွေစစ်မနေ့9နာရီထိစည်ရင်းပြန်စစ်ဒါတွေကိုပြိသက်တွေမမြင်ရပေမဲ့ဆီယမအမြဲလုပ်နေတာပါရှင်ဆီယမကမန်းပါမခေါ်ဘူးရှင်ပိတ်စာမတောင်းဘူးရှင်စေတနာနဲ့ပဲလုပ်နေတဲ့သူဖြစ်လို့ပေါက်ရင်လဲပြိသက်နဲ့အတူပြောမပေါက်ရင်လဲပြိသက်နဲ့အတူစိတ်မကောင်းဖြစ်မိဒါပဲဆီယမရဲ့စိတ်ပါရှင်ဒါကြောင့်ဒီဘက်ကိုဆီယမအယမ်းတေချာစဉ်းစားထားပါလေရှင်နေ့တိုင်းစာရွက်နဲ့ရေးထွက်ကနန်းတွေပြန်ကြည့်ပြန်စစ်ထက်စစ်မှားလို့မရဘူးဆိုတဲ့စိတ်နဲ့လှုပ်ထားတာပါရှင်အခုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီရှင်ဒီနေ့ရဲ့အဓိကပွဲကတော့အဖွင့်နေမနက်တနင်္လာနေ့မနက်ရှင်ဒီပွဲကိုဆီယမအယမ်းယုံကြည်ထားပါတယ်ရှင်ဘာလို့လဲဆိုတော့ဆီယမကနန်းစိုက်ပေါင်းစုံကနေအပင်မခံရှာထားတာဖြစ်လို့အားလုံးတိုက်ပြီးမှပေးတာပါရှင်တနင်္လာနေ့မနက်23ရက်2လ2026မနက်ပတ်တီးကတော့6ပတ်တီးရှင်6ပတ်တီး6ပတ်တီးကစားရှင်မနက်6ပတ်တီး6ပတ်တီးစိုက်အရာထပ်ပေးရပါတယ်ရှင်ပေါက်ပတ်တီးလို့ပြောလဲမမှားပါဘူးရှင်ဆီယမရှာတွေ့ထားတဲ့မနက်6ပတ်တီးကစားပေါက်ပေးစေရှင်6ပတ်တီးထပ်ပေးမှပွဲကောင်းမယ်ရှင်ပတ်တီးကစားနိုင်တဲ့ပရိသတ်တွေပတ်တီးကစားပါရှင်ပတ်တီးမဆော့နိုင်တဲ့ပရိသတ်တွေရွေးကွက်ကစားကြပါရှင်ပတ်တီးတစ်လုံးနဲ့ပဲမကစားဘူးရှင်ပတ်တီးထဲကဆီယမရွေးကွက်3ခွက်ရွေးပေးထားပါရဲ့ရှင်ဆီယမပြောတာတေချာလိုက်ကြည့်ကြတဲ့ပရိသတ်တွေသဘောပေါက်နားလည်ရင်ဆီယမကနန်းကစားတဲ့အခါပေါက်ပြီးထခုံရမယ်ရှင်ရွေးကွက်3ခွက်ပြောပြီးရှင်တေချာနားထောင်ပေးပါရှင်တနင်္လာနေ့မနက်23ရက်2လ2026မနက်6ပတ်တီးတဲ့ရွေးကွက်3ခွက်ပါရှင်616ခွန်65ဆီယမရှင်းအောင်ရွေးကွက်3ခွက်ထပ်ပြီးပြောပြပေးပါမယ်ရှင်6165 66ခွန်6ခွန်65ရှင်616765ဒီ3ခွက်ကိုဆီယမအကြိုက်စူးစမ်းပြီးရွေးထားတဲ့ရွေးကွက်ပါရှင်ပတ်တီးပေါက်ပြီးဆိုဆီယမရွေးကွက်3ခွက်လဲပေါက်ကများခဲ့ပါတယ်ရှင်ဆီယမပရိသတ်တွေကိုဆီယမတစ်ခုပဲပြောချင်ပါတယ်မလောပါညစ်အရင်မဖြစ်ပါနဲ့ဒ
တူဒီကစားတဲ့အခါနိုင်တလန့်ချင့်ချိန်ပြီးကစားကြပါရှင်နိုင်နဲ့ဝန်းထပ်ပြီးကစားကြပါရှင်ဆီယာမအကြိုက်တကွက်ကောင်းပြောပါမယ်ဆီယာမအကြိုက်တကွက်ကောင်းဆို68686868တကွက်ကောင်းလဲပေါက်ပေးစေရှင်ဒါဆိုအပတ်တိုင်းဆီယာမကနန်းလိုက်ကစားရင်ပေါက်တီထခုံရမယ်ရှင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းအမျက်ကြံပါလေရှင်ဆီယာမပြောပြပေးနေတာဆီယာမပရိသတ်တွေအသက်ပါရှင်ဆီယာမရဲ့စေတနာကိုတိတက်မြင်တတ်ကြပါစေရှင်အေးအေးဆေးဆေးထားပြီးကစားစီးနီးကြကြကစားပါရှင်ဆီယာမကအငင်းဆီယာမပရိသတ်တွေအတွက်ရှိနေပေးနေမှာပါရှင်ဆီယာမကနားလိုက်ကစားကြတဲ့ဆီယာမပရိသတ်တွေအားလုံးကိုဆီယာမကကန်ကောင်းပါစေလို့ဆုတောင်းပေးပါရရှင်ထပ်ပြီးပေါက်ပါစေရှင်ပတ်တီးလဲပေါက်တယ်လို့ရွေးကွက်လဲထပ်ပြီးပေါက်ပါစေရှင်ပတ်တီးနဲ့ရွေးကွက်ကစားပြီးပေါက်ပါစေရှင်ဆီယာမမွေးပရိတ်မမေ့ကြပါနဲ့ရှင်ဆီယာမကနန်းကစားရင်ပေါက်ပြီးထခွန်ရမယ်ရှင်ပေါက်အောင်လို့ဆီယာမစ조사ပေးထားတယ်ရှင်ပတ်တီးနဲ့ရွေးကွက်ပေါက်ပါစေရှင်ကန်ကောင်းပါစေရှင်ကန်ကောင်းပြီးပတ်တီးရောရွေးကွက်ရောပေါက်ပါစေရှင်ဆီယာမပရိသတ်တွေအပေါ်အမြဲစေတနာအကိထားပြီးရှာဖွေပြီးတင်ပေးနေတဲ့ဆီယာမပါရှင်ပေါက်ကြပါစေရှင်